အငင်းပွားရင်ဆုံးရှုံးမှုနဲ့သာရင်ဆိုင်ရပြီးအကြောင်းတရားဒေသနာတော်ရသော်ဗျာရဲ့သာတကဒေသနာဆိုတာလူတွေအတွက်ကြုံတွေ့ရတဲ့ဘဝသင်ခန်းစာတွေကိုလက်တွေ့ကြကြဆုံးမဟောပြောတာပဲဖြစ်တယ်ရသော်ဗျာဟောပြောတဲ့ဒေသနာတော်ဟာအမျိုးပေါင်း9မျိုးရှိတယ်လို့မှတ်သားရမျိုးအစားနဲ့ခွဲခြားပြောရင်9မျိုးဘာတွေဆိုရင်သုဒ္ဓတဲ့သုဒ္ဓဆိုတဲ့နာမည်နဲ့ဥပမာမင်္ဂလာသုတ်တို့ရဏသုတ်တို့ပုဇင်္ဂသုတ်တို့အဲ့သုဒ္ဓဆိုတဲ့သုဒ္ဓဆိုတာလူလောကမှာသိလိုက်တဲ့ဘုဒ္ဓတွေကိုပေးသွားပြီးတော့လူတွေလိုက်နိုင်ရမယ်ကိုကျင့်တရားတွေရှင်းမြင်နေတောင်းဝတရားတွေကိုဖော်ပြသွားတယ်သုဒ္ဓနောက်တစ်ခုကခေယဆိုတာခေယဆိုတာစကပြေပါတယ်ကြပြပါတယ်ကြပြနဲ့စကပြေပါဠိကတော့ဂါထာလို့ခေါ်တယ်ဂါထာနဲ့စုံပြမြန်မာလို့ဆိုလို့ရှိရင်ကြပြနဲ့စကပြေနှမျိုးရောပြီးတော့ဟောပြောထားတဲ့ဒေသနာမျိုးဒါလည်းပဲလောကရဲ့မှတ်သားစရာအချက်လက်တွေကိုစုဆောင်းပြီးတော့ဟောပြောတာဖြစ်တယ်နောက်တစ်ခုကဝေယကရဏဝေယကရဏဆိုတာဟောကြားပုံကိုကြည့်ပြီးတော့ပြောတဲ့စကားဂါထာမပါဘူးကြပြမပါဘူးတရားတက်တဲ့စုံရတက်တဲ့ဟောတဲ့ပုံစံနဲ့ဟောတာတပည့်ဆက်ကြမှာဣမသမေသဘာနာဝေယကရဏသမေပညာမာနေဆိုတဲ့စကားလေးပါတယ်စကားပြေနဲ့ရှင်းရှင်းလေးဟောတာတွေကိုဝေယကရဏလို့ခေါ်တယ်ဟောခြင်းတဲ့ point ကိုရှင်းရှင်းလေးဟောတာအဲ့ဒါဝေယကရဏလို့ခေါ်တယ်နောက်တစ်ခုကမြတ်စွာဘုရားကနှုတ်တော်ကနေထွက်ပြီးတော့ကျူးရင်တဲ့စကားတွေဘာမှလို့တော့ဥဒန်းကျူးတယ်ပေါ့နော်နှုတ်တော်ကထွက်ပြီးတော့ပြောတဲ့ဥဒန်းကျူးတဲ့အနေနဲ့ဟောတဲ့တရားတွေကိုဥဒဏလို့ခေါ်တယ်နောက်ဣတိဥဒ္ဒဆိုတာမြတ်စွာဘုရားကဒီလိုဟောခဲ့ပါတယ်ဆိုတဲ့စကားလုံးလေးတွေနဲ့စတင်ပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တန်ဒီသုတ်တန်တွေကိုမှတ်တမ်းတင်သူကတော့အမျိုးသမီးတူပဲဖြစ်တယ်သူ့ရဲ့အမိကိုတော့ကြားဦးကြလိမ့်မယ်ကောသမီပြည်ကဥဒိဏမင်းကြီးရဲ့မိဖုရားတစ်ပါးဖြစ်တဲ့သမ္မာဝတီတို့သမ္မာဝတီတို့စီမဝေယဝိဆလုပ်ပေးရတဲ့ခုတ်ဆုတ်တရာဆိုတဲ့အမျိုးသမီးကြီးပဲဖြစ်တယ်သူကဉာဏ်ပညာဗဒမကြီးတယ်မိဖုရားတွေဆိုတာကကျောင်းကိုနေတိုင်းသွားလို့မရဘူးဘုရင်ရဲ့ခွင့်ပြုချက်ရှိမှသွားတယ်အဲ့တော့မိဖုရားတွေရဲ့ကိုယ်စားသူကဖះကျောင်းတော်နေတိုင်းသွားတရားဖះဟောတဲ့တရားတွေကိုမှတ်သားပြီးလမ်းတော့ရောက်တဲ့အခါပြန်ပြီးတော့ဟောပြောရတယ်အဲသူပြန်ပြီးတော့ဟောတဲ့ gist လေးတွေပေါ့အတူချုပ်သုတ်တန်လေးတွေကိုဣတိဝုဒ္ဒကာဆိုပြီးတော့စိတ်ဝင်စားစရာလေးတွေအဲ့ဒါလေးဒါကခုတ်ဆုတ်တရာဆိုတဲ့တော့ဥဒ္ဒရာပေါ့နော်ခါလေးကုန်းနေလို့သူ့ကိုခုတ်ဆဆိုတယ်လို့ရှိရထည့်တော့ဥဒ္ဒရာဆိုတဲ့အဲ့ဒီအမျိုးသမီးကဉာဏ်ပညာမတ္တမကြီးတယ်မြတ်စွာဘုရားဟောတာကိုသူနားလေတယ်ပြန်ပြီးတော့ဟောနိုင်တယ်အဲသူဟောတဲ့ဟာတွေကိုသိတဲ့မှတ်ချက်ပေးပြီးတော့ဣတိဥဒ္ဒကာနောက်တစ်ခါထူးခြားတဲ့လူတယောက်မှရနိုင်တဲ့ထူးခြားတဲ့အည်အသွေးတွေသူများနဲ့မတူတဲ့အည်အသွေးတွေရှိတာကိုထုတ်ဖော်ပြီးတော့ဟောတဲ့ဒေသနာမျိုးကိုအဘုဒ္ဓဓမ္မနောက်တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုခြေခံပြီးတော့ဟောတာကြတော့သာတကလို့ခေါ်တယ်သာတဆိုတာတကယ်ဖြစ်ပျက်ခဲ့မှုတဲ့အကြောင်းအရာဘဝတန်တရားဆိုတာအမတ္တမရှိတရားတော့အဖြစ်အပျက်တွေကလည်းအမတ္တမထူးခြားတယ်တခါတလေကျတော့ပြောကြတယ်လေစိတ်ကူးရင်ဝဋ္ထုတဲ့တောင်ဆန်းကျယ်နေတာဆိုတော့တရားတွေကိုကြည့်လိုက်ပဲဆိုလို့ရှိရင်လေးပြတဲ့ကောင်ရဲ့တောင်မှရေးချယ်ထားတဲ့ဒီဇိုင်းကအခုခေတ်ဒီဇိုင်းဆရာတွေတဲ့သားလေးသူလုပ်ထားတဲ့ဒီဇိုင်းဥတောင်ငက်တွေရဲ့ရေးဆံမှာပါတဲ့ဒီဇိုင်းလေးတွေကလည်းလူတွေအတုခိုးပြီးရေးရလောက်အောင်လှပတဲ့ဒီဇိုင်းတွေပဲအဲ့တော့တဘာဝဒီဇိုင်းတွေကိုပြောတာအဲ့ဒီလိုဟာတွေဟာအဘုဒ္ဓဓမ္မထူးဆန်းတယ်တကယ်ဖြစ်ဖြစ်ခဲ့တဲ့ဟာတွေပေါ့နော်အဘုဒ္ဓဓမ္မအကြောင်းအရာတွေကိုဘဝမှာဖြစ်ဖြစ်လာတဲ့အမှန်တမ်းထူးခြားတဲ့အကြောင်းအရာလေးတွေကိုမြတ်စွာဘုရားက
ထုတ်လုပ်ပြီးတော့ဟောတဲ့ဒေသနာတွေကိုစာတကလို့ခေါ်တယ်စာတံဘူတံကာယတိကတိယတိတိစာတကောစာတံဘူတံကတိတိတိစာတကောတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုသင်္ခါရယူရလောက်အောင်စန္ဒမူတာပြအနေနဲ့ဟောတာအဲ့ဒါစာတကနောက်တစ်ခုကတော့မေးတဲ့လူကမေးဖြေတဲ့လူကဖြေအမေးဖြေလုပ်ပြီးဟောတဲ့တရားတွေကိုတော့ဝေဒန်လာလို့ခေါ်တယ်ဝေဒဆိုတာအသိဉာဏ်နဲ့ကျင့်တတ်မှုရပြီးတော့ဆင့်ဆင့်ပြီးပေးသွားတဲ့စကားလေးနော်မေးသူကဖြေသူကဖြေလိုက်တဲ့အခါမေးသူကအသိဉာဏ်နဲ့ရပြီးတော့ကျင့်တတ်မှုနဲ့ထပ်ထပ်ပြီးတော့ပေးသွားတယ်ဟိုကရှင်းလင်းပြီးတော့ဖြေကြသွားတယ်အဲ့ဒီအမေးဖြေဒေသနာမျိုးဝေဒန်လာလို့ခေါ်တယ်အဲ့လိုမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေဟာအမှန်တမ်းပြရတယ်ဒီအခြေအနေရဒီ၉ခုသုဒ္ဓကေယဂါထာဝေယကရဏဥဒ္ဒနာဣတိဥဒ္ဒကသာဒကအဘုဒ္ဓဓမ္မဝေဒန်လာလို့၉မျိုးဒါကိုပဲမြတ်စွာဘုရားအဆုံးအမတရားတော်တွေရဲ့အင်္ဂါ၉ချက်ဆိုပြီးတော့လဲသုံးကြတယ်သို့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုအမျိုးအစားနဲ့ခွဲလိုက်လို့ရှိရင်အဲ့ဒီ၉မျိုးနဲ့ခွဲလို့ရတယ်ခေါင်းစဉ်၉မျိုးအောက်မှာရှိတယ်အဲ့တော့ပိဋကသုံးပုံဆိုတာလဲဒီထဲမှာပဲပါသွားတာပေါ့ပိဋကသုံးပုံခွဲတာတော့တစ်မျိုးခွဲခြားပုံချင်းမတူဘူးရဟန်းနေလိုက်ရမယ်စီမင်းစည်းကမ်းတွေရဟန်းတော်တွေအတွက်ချမှတ်ထားတဲ့ပြညတ်ထားတဲ့စည်းကမ်းဥပဒေတွေဝိနည်းလို့ခေါ်ပြီးတော့ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့ဟောပြောတာတွေသိဉာဏ်တွေနဲ့ပတ်သက်ပြီးဟောပြောတာတွေတကယ်အားလုံးဒီအကျင့်တရားနဲ့ပတ်သက်ပြီးဟောပြောတာတွေကြတော့သုဒ္ဓဆိုပြီးတော့သုဒ္ဓန္တပိဋကဆိုနောက်သဘာဝတရားသက်သက်ပုဂ္ဂိုလ်တော်မဖက်ပဲနဲ့သဘာဝတရားသက်သက်သဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်နွယ်ပြီးတော့ဘယ်လိုဖြစ်နေကြတယ်ဆိုတာကိုရှင်းပြတာကြမှာအဘိဓမ္မာအဲ့ဒါကြတော့သဘာဝတရားသက်သက်ကိုခေါ်တာသုဒ္ဓန္တကြတော့သဘာဝတရားနဲ့လူတွေရဲ့အကျင့်စရိုက်တွေနဲ့အဖြစ်ပြက်တွေနဲ့တွဲဖက်ပြီးတော့ဟောတာသုဒ္ဓအဲ့တော့တချို့လည်းအဘိဓမ္မာကိုတော်ကြတဲ့ပုဂ္ဂိုလ်တွေကသုဒ္ဓံကိုသွားပြီးတော့အထင်သေးပြင်သေးစကားတွေပြောကြတယ်တကယ်ကတော့မြတ်စွာဘုရားတရားနာလို့ကျွတ်တန်းရသွားတာတွေကသုဒ္ဓံအများတယ်ကျွတ်သုဒ္ဓံတရားဆိုပေါ်လို့အောင်ပေးကြတယ်အဲ့ဒီလိုအထိပဲမဟုတ်ဘူးမြတ်စွာဘုရားတရားဟာစကလုံးတိုင်းဟာသစ္စာလေးပါးအခြေခံထားတာလေကျွတ်ကိုအမှန်တရား၄ချက်ကိုအဲ့တော့သစ္စာလေးပါးဆိုတာပြောရမယ်ဆိုရင်ဘာကိုအခြေခံထားတာတော့လို့အချင်းချင်းပြောပါဆိုအကြောင်းနဲ့အကျိုးပဲအကြောင်းနဲ့အကျိုးဒီနှမျိုးကိုအခြေခံပြီးတော့ဟောတာအကြောင်းရှိမှအကျိုးဖြစ်တယ်ဘုရားဘာသာရဲ့အခြေခံတရားတော်ကိုကြည့်မယ်ဆိုရင်အကြောင်းတရားနဲ့အကျိုးတရားကိုရှင်းပြတာပဲသစ္စာလေးပါးဆိုတာအဲ့ဒါလောကမှာအကြောင်းမရှိဘဲနဲ့ဖြစ်နေတာတခုမှမရှိဘူးဆိုင်ရာအကြောင်းတွေရှိနေအဲ့ဒီအကြောင်းကိုမှန်မှန်ကန်ကန်သိဖို့အရေးကြီးတယ်မမှန်ကန်တဲ့အကြောင်းတွေကလည်းအများကြီးပဲလေဥပမာဒီကဘာကြီးမှာကဘာမြေကြီးဟာဘာကြောင့်ဒီလိုဖြစ်လာလဲဘာကြောင့်ကဘာမြေကြီးပေါ်မှာတောင်ကြီးတွေကပိုးပိုးကြီးတွေဖြစ်နေတယ်လဲဘာကြောင့်သစ်ပင်တွေကအစိမ်းရောင်တွေဖြစ်နေတယ်လဲဘာကြောင့်သစ်ပင်တွေဒီလိုပေါက်နေတယ်လဲဘာကြောင့်ရေတွေဖြစ်လာတယ်လဲဒါကလွယ်ပြောတဲ့လူတွေကတော့အဖြေမရှာနိုင်တဲ့အခါကျတော့ဘာပြောတော့ဆိုဘုရားသခင်ဖန်ဆင်းလို့ပြောကြဒါအများစုကဘုရားသခင်ဖန်ဆင်းတာအဲ့လိုယူဆအဲ့တော့ဘုရားမြတ်စွာရဲ့တရားတော်အရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘူးသဘာဝတရားရဲ့ပြောင်းလဲမှုတွေနဲ့ဖြစ်စဉ်နေတာဥဒုသမုဋ္ဌာန်လို့ခေါ်တယ်။ယာတိဥဒုပြောင်းလဲကြောင့်ဖြစ်လာတဲ့အရာတွေကြီးပဲအားလုံး။လောကမှာယုတ်တရားနဲ့ပတ်သက်လာလို့ရှိရင်ကံစိတ်ဥဒုအာဟာရသက်ရှိတော်ဝါတွေမှာကံစိတ်ဥဒုအာဟာရသက်မဲ့တွေကြတော့ဥဒုဟာအဓိကဥဒုကြောင့်ဖြစ်တာ။အဲ့ဒီဥဒုကြောင့်ဖြစ်တဲ့အရာတွေဒီပဲနဲ့တော်ဝါတွေရဲ့ကံရဲ့အခြေခံမှုလေးတွေလည်းပါလာတာ။တော်ဝါတွေအတွက်ဖြစ်လာတာလည်းပါတယ်။ဒါကြောင့်မလို့ကမ္မပစ္စယဥဒုသမုဋ္ဌာန်ကံအခြေခံတဲ့ဥဒုတွေဖြစ်လာဥဒုအနေထားပြောင်းလဲသွားသည့်အတွက်ကြောင့်ရေတွေဖြစ်လာတယ်ရေတွေခမ်းသွားတယ်တောင်ကြီးတွေဖြစ်လာတယ်မာတဲ့နေရာမာတယ်ပြော့တဲ့နေရာပြော့တယ်ဆိုတာဒါရာဒီဥဒု6ဖြစ်သွားတာဥဒုဆိုတာဘာကိုခေါ်တာတော့ဆိုအပူဓာတ်ကိုခေါ်တာတေဇောဓာတ်ကိုခေါ်တာအပူဟာအဓိကပဲအပူရော့သွားလို့ရှိရင်အေးဖြစ်တာ
အပူနဲ့အေးဟာဘယ်ဟာအရှိတုံးလို့ပြောရင်အပူကအရှိပဲနော်အပူကအရှိပဲအပူရောကြသွားတာကိုအေးတယ်လို့ခေါ်တယ်အပူနဲ့ပဲသတ်မှတ်ပြောကြတယ်အေးနဲ့သတ်မှတ်ပြောတာမဟုတ် temperature ဆိုတာအပူနဲ့ပဲသတ်မှတ်ပြောတာအဲ့တော့အပူချိန်ရောသွားတာအဲ့တော့အပူချိန်ပြင်းထန်လို့ရှိရင်ဖြစ်ပေါ်လာတာတွေကတစ်မျိုးတွေဖြစ်လာအပူချိန်ကြောင့်အေးပျော်သွားတာရှိတယ်အပူချိန်ကြောင့်အခဲဖြစ်သွားတာရှိတယ်ဒါဥပပြောင်းလဲမှုဆိုတာအမှန်တမ်းထင်ရှားပါတယ်နော်ကြောက်တုံးကြောက်ခဲကြီးတွေပါကြောင့်မာသွားလဲအပူချိန်ကြောင့်မာသွားအေးပျော်သွားတာဘာကြောင့်အေးပျော်ဥရုကြောင့်အပူချိန်ကြောင့်ပဲသူကအပူချိန်ရောသွားလို့ရှိရင်အေးဖြစ်လာအဲ့ဒီပြောင်းလဲမှုတွေကိုထိန်းချုပ်နေတာအကြောင်းတရားသည်ဥရုပဲဖြစ်တယ်ဒါကဘုရားရဲ့ဟောပြောချက်အရာဆိုဥရုသည်အကြောင်းတရားအဲ့ဒီလိုဆိုင်ရာအကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့ဇာတကဆိုတဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်ဟောပြောတဲ့ဒေသနာတော်တစ်ပုဒ်ကတော့လူတွေအတွက်ဘဝသင်ခန်းစာတွေကိုပေးတာမြန်မာနိုင်ငံမှာဇာတကတွေရဲ့ထိရောက်မှုကလွှမ်းမိုးမှုကဘယ်နှမများတယ်လို့ပြော50ဇတ်တွေတဲကနေပြီးအကျိုးသက်ရောက်မှုကြောင့်ဖြစ်ပေါ်လာတာတွေကြည့်တယ်မြန်မာပြည်မှာသုံးနေတဲ့တက္ကသိုလ်ဆိုတဲ့စကားလုံးက50ရတယ်ဟာဖြစ်ခြေစားတကတွေကရလာတဲ့စကားလုံးပဲပါမောက္ခဆိုတဲ့စကားလုံးကလည်းဒီကရတဲ့စကားလုံးအဲ့တော့ပါမောက္ခတို့တက္ကသိုလ်တို့တိတပါမောက္ခဆိုတာဒီကသုံးနေတယ်ပေါ့နော်တက္ကသိုလ်ပြည်မှာသိပ္ပတို့ဝိဇ္ဇာဆိုတဲ့ပညာရက်တွေကလည်းပဲဒီကလာတဲ့ဟာတွေပဲအကုန်လုံးအဒရတမဟာသိပ္ပ18ရတော့အတတ်ကြီးတွေအတတ်ပညာဝိဇ္ဇာနဲ့သိပ္ပဆိုပြီးတော့တစ်ချိန်တော့ခွဲတယ်ဗမာပြည်အခုလည်းခွဲတဲ့နေရာတော့ခွဲမှာပေါ့နော်ဝိဇ္ဇာဆိုတဲ့အတတ်ပညာနဲ့သိပ္ပဆိုတဲ့အတတ်ပညာမတူကြဘူးဝိဇ္ဇာဆိုတဲ့အတတ်ပညာကြတော့သူကဆရာနဲ့တပည့်တူအောင်သင်လို့မရဘူးဘာဖြစ်လို့ဆိုလို့ရှိရင်ဝိဇ္ဇာပညာရက်ကအမှန်တမ်းလေးနဲ့တော့တပည့်ကဆရာတဲ့တာကျင်သွားတယ်အခြေခံအသိဉာဏ်နဲ့သွားပြီးတော့အသက်တယ်ဥမာပကြီးဆွဲတယ်ဆိုတာပကြီးသင်္นานသာသင်လို့ရတာဒါပေမဲ့လက်ရကြတော့မတူကြတော့တုံးတဲ့တူလက်ရဆိုတာမတူနိုင်ဘူးစိတ်ကူးစိတ်တန်းနေနဲ့ပတ်သက်လာတာပေါ့အဲ့ဒါကြောင့်လက်ထပ်တင်ပြီးတော့ပုံစံတိုင်းဖြတ်လို့မရနိုင်တဲ့အရာတွေပေါ့သိပ္ပဆိုတာကြတော့အဲ့ဒါဖြတ်လို့ရတယ်ရှင်းတော့ကတော့လက်မှုအတတ်တွေကိုသိပ္ပလို့သုံးတယ်ဗေဒင်တို့ဘာတို့အဲ့ဒီလိုအတတ်တွေစိတ်ပညာတွေကြောင့်ဝိဇ္ဇာလို့သုံးဒီတရားဓမ္မနဲ့ပတ်သက်တဲ့အတတ်ပညာတွေကိုလည်းဝိဇ္ဇာလို့ပဲသုံးတယ်အဲ့လိုမြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာမှတ်သားဖို့ရမြောက်များစွာရှိတယ်ထင်မယ်အခြေခံကျင့်စဉ်တွေနဲ့ပတ်သက်တဲ့ဟာလေးတွေမြတ်စွာဘုရားဟောတာဇာတကဆိုတကယ်အဖြစ်အပျက်တွေကိုဘဝမှာသင်ခန်းစာယူပြီးတော့ရှောင်ရံဆောင်ရံအတွက်ဟောခဲ့တာဖြစ်လို့လူလောကအတွက်များစွာအကျိုးပြုတယ်သို့တော့ဒီတရားတော်အဓိကတရားလားလို့ဆိုအဓိကတရားလားမဟုတ်ဘုရားဘာသာရဲ့ဘုရားရဲ့အဓိကတရားသစ္စာလေးပါပဲသစ္စာလေးပါးကိုသိမှတကယ်ကိုမြတ်စွာဘုရားရဲ့တရားအစစ်ကတော့သစ္စာလေးပါပဲကျန်တာတော့ဘုရားမပွင့်လည်းပဲဒါတွေကရှိတယ်နော်ကာမသီလတို့လည်းရှိတယ်ဒါနလုပ်တာတို့သီလလုပ်တာမိဘယုံသေးလေးစားဒါတွေကရှိတယ်အကုန်လည်းရှိတယ်စီပွားလုံးပုံလုံးနည်းကိုကျင့်တရားကောင်းမွန်တာတွေဒါတွေရှိတယ်အချုပ်ပြောမယ်ဆိုရင်ဘုရားပွင့်မှပေါ်လာတာဝိပဿနာတရားပဲအဲ့ဒါတော့ဒီဘုရားပွင့်မှထူးခြားတာသမထတောင်မှဘုရားမပွင့်ခင်လည်းရှိတယ်သမထကျင့်စဉ်တွေဇံပင်ရှင်တွေတကူဣတိပတ်တွေကငိုတဲ့ရှိတယ်မြတ်စွာဘုရားကမှန်ကန်တာတွေဆိုလက်ခံထားတယ်မှန်ကန်တဲ့အကြောင်းအရာတွေကိုညှင်းပယ်တာမဟုတ်ဘူးအလုံးကိုပယ်ပြရမှလည်းမဟုတ်ဘူးအလုံးကိုလက်ခံရမှလည်းမဟုတ်ဘူးလက်ခံတဲ့တာကိုလက်ခံတယ်ညှင်းပယ်တဲ့တာကိုညှင်းပယ်တယ်အဲ့တော့ဘုရားပွင့်လာမှသိရတာတော့ဝိပဿနာတရားပဲဝိပဿနာတရားကမှရှင်ထဲမှာရှိတဲ့ဆွဲလန်းနေတဲ့အဆွဲလန်းတွေတဏှာရကတွေမှားယွင်းနေတဲ့အမြင်တွေကိုဖယ်ရှားပြစ်နိုင်တာဖြစ်တယ်အဲ့ဒီဖယ်ရှားပြစ်မှမဲ့ဆိုတာရနိုင်တယ်ဖို့ဆိုတာရနိုင်တယ်မဲ့ရမှကိလေသာတွေကိုဖယ်ရှားနိုင်တယ်ဖို့ရမှကိလေသာတွေကလုံးဝငြိမ်းသွားပြီးတော့အေးချမ်းမှုဆိုတာရနိုင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဆိုအဲ့ဒါကတော့တကယ်အဆင့်မြင့်တရားပဲအဲ့တော့အဆင့်မြင့်တရားကလူတိုင်းအတွက်တော့ဖြစ်ချင်မှဖြစ်မယ်
ဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားကဓမ္မတရားကုံတော်နဲ့ပတ်သက်ပြီးဟောထားတယ်ထင်မယ်ပစ္စတံဝေရိတဘောဝိညူဟိဝိညူဟိဆိုတဲ့စကားလုံးကဝိညူဆိုတာသူများတဲ့ပို့ပြီးတော့သိတယ်ထူးထူးခြားခြားသိတဲ့ပုဂ္ဂိုလ်တွေကိုဝိညူလို့ခေါ်တာဝိဆိုထူးထူးခြားခြားထူးခြားထက်မြက်စွာညူကသိတာထူးထူးခြားခြားသိတယ်ညမလူကတော့ပညာရှိလို့ပဲပြန်လိုက်တာနော်အဲ့ဒီထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးသားလင်ပစ္စတံဝေရိတဘောကိုထွေးသိရှိခံစားနိုင်တယ်ဒါကတော့တကယ်အဆင့်မြင့်တဲ့တရားဘုရားတရားတော်တွေကအဆင့်မြင့်တဲ့တရားတွေကိုပစ္စတံဝေရိတဘောဝိညူဟိဒီသုံးခုပဲပန္တိတဝေရဏီယောပညာရှိတွေကသိနိုင်တဲ့ခက်ခဲနေတဲ့တရားတွေဆိုပါစို့ဘာပြောတာတော့ဆိုပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးဓမ္မတတ္တတာဖြစ်တယ်ဆိုတဲ့ဟောပြောဆုံးမချက်တွေငါဆိုတာမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးငါမှမရှိရင်ငါဟာလည်းမရှိနိုင်ဘူးဒါတွေကအထင်မြင်တသက်မြတ်တာဖြစ်တယ်ပုဂ္ဂိုလ်တ attva အမျိုးသားအမျိုးသမီးယောက်ျားမိန်းမဆိုတာတွေကလည်းမရှိဘူးအခေါ်တသက်မြတ်တာဖြစ်တယ်တကယ်ရှိကယုံနဲ့နန္တာဖြစ်တယ်ဆိုတဲ့ဒီဟောပြောချက်တွေကြတော့ဝိပဿနာဟောပြောချက်တွေကြတော့မြတ်စွာဘုရားပွင့်မှသိတယ်ဟာဒီဒါတွေဒါကြောင့်မို့ဘုရားပွင့်မှဟောတဲ့တရားတွေကိုကံပိရာနဲ့နဲ့လို့မထောက်မိနိုင်ကြဘူးထုတ်တဲ့တာမြေမှုခက်တယ်အဲ့ဒီတရားတွေကဘယ်တရားတွေတုံးလို့နည်းနည်းချက်ပြောမစင်ပရိစ္ဆေသမုပ္ပါဒ်နဲ့နိဗ္ဗာန်ဒီတရားတစ်ခုကခက်ခဲဆုံးနည်းနည်းဆုံးတရားတွေပရိစ္ဆေသမုပ္ပါဒ်ဆိုတာထပ်ချုံလိုက်ရင်သစ္စာလေးပါပဲလေသစ္စာလေးပါးတခြားပရိစ္ဆေသမုပ္ပါဒ်ကတခြားတွေတော့မဟုတ်ဘူးအမြောက်ခေါ်တာပြောထားတာနော်ပဋိစ္စသမုပ္ပါဒ်ဆိုတာအကြောင်းတစ်ခုကိုမှီပြီးတော့မှအကျိုးကိုထုတ်လုပ်တဲ့အကြောင်းတရားကိုပြောတာပရိစ္ဆေသမုပ္ပါဒ်ဆိုတာအကြောင်းတရားပရိစ္ဆေသမုပ္ပါဒ်လို့ပြောမှအကျိုးတရားပရိစ္ဆေသမုပ္ပါဒ်နဲ့ပရိစ္ဆေသမုပ္ပါဒ်ဆိုတဲ့စကားလုံးနှလုံးရှိတယ်ပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားအဲ့ဒီအကြောင်းကိုစကားလုံးနှလုံးနဲ့ပြောထားတယ်ပဋိစ္စရဲ့သမုပ္ပါဒရဲ့ဘာအဓိပ္ပာယ်တော့ဆိုရင်အကြောင်းတရားဒီပင်နဲ့သူ့ဟာသူအကျိုးကိုမထုတ်လုပ်နိုင်ဘူးတခုခုကိုအမိပြုပြီးမှထုတ်လုပ်နိုင်တယ်ဥပမာမဲ့တစ်ပင်မျိုးစိလေးကနေအပင်ပေါက်တယ်လို့ဆိုပေမဲ့လို့ဒီမျိုးစိလေးကအပင်ကိုဖြစ်စေဖို့အတွက်မြေနဲ့ရေကိုအမိပြုအောင်ပဲဟုတ်တယ်မဟုတ်မြေရေပပရင်သူကဒီမျိုးစိလေးကအပင်ကိုမထုတ်နိုင်အဲ့ဒါကိုပြောတာပဋိစ္စဆိုတာတခုခုကိုအမိပြုပြီးတော့မှသမုပ္ပါဒဖြစ်စေနိုင်တာဆိုတော့ဘီတော့ကလေးအခုလို့လင်းအောင်ရနေတယ်ဆိုတော့ဘီတော့ကလေးအလင်းအောင်ပေးတယ်ဘီတော့ကလေးကအလင်းအောင်ကိုထုတ်တယ်အဲ့တော့လျှက်စစ်ဘီကလည်းအလင်းအောင်ကိုထုတ်တယ်လျှက်စစ်ဘီကတခြားအလင်းအောင်ကတခြားသူတို့မှတ်သားလျှက်စစ်ဘီကြောင့်မို့လို့အလင်းအောင်ထွက်လာတာအဲ့ဒီလျှက်စစ်ဘီလေးကဆိုင်ရာအကြောင်းတစ်ခုကိုအမိပြုပြီးမှဒီအလင်းကိုထုတ်ပြီးလို့ရတယ်သူမထုတ်နိုင်ဖျောင်းတိုင်းဘီလေးကလည်းဖျောင်းစီတို့ဘီဆန်တို့အဲ့ဒီနှစ်ခုပေါ်မှာသူကယက်တည်တယ်ယက်တည်ပြီးတော့မှအဲ့ဒီကနေပြီးမှသူကအလင်းကိုထုတ်ပြီးနိုင်အဲ့ဒါကိုပြောတာပဋိစ္စသမုပ္ပါဒဆိုရှင်းရှင်းလေးသဘောပေါက်ဖို့နော်အကြောင်းတစ်ခုကိုမိပြုပြီးတော့မှအကျိုးတရားကိုထုတ်နိုင်တဲ့အကြောင်းတရားကိုပဋိစ္စသမုပ္ပါဒလို့ခေါ်တယ်သူထုတ်တဲ့အကျိုးတရားကြတော့ပဋိစ္စသမုပ္ပါဒတော့မြတ်စွာဘုရားတရားတော်တွေဟာပထမ first course ဆိုတာမရှိဘူးနော် first course မရှိဘူး courseless course မရှိဘူးအကြောင်းမရှိတဲ့အကြောင်းတရားဆိုတာမရှိဘူးအားလုံးဟာအကြောင်းတရားတွေရှိနေတယ်ဒါကြောင့်ပရိစ္ဆေသမုပ္ပါဒလို့သုံးတာတော့အဲ့ဒီတရားတွေကြတော့နည်းနည်းတယ်လို့ပြောအောင်ဇာတကဒေသနာတော့ခေါ်ပြီးတိုင်းမြတ်စွာဘုရားကသစ္စာလေးပါးနဲ့ဆုံးသတ်တယ်ဇာတကဒေသနာဘာအတွက်ဟောတာတော့ဆိုလူတွေရဲ့ဘဝသင်္ကန်းရနဲ့စိတ်ထက်ခွန်အားအတွက်ရှေ့ပိုင်းကလုပ်ပြီးဒါကြောင့်ဇာတကဒေသနာတော်တွေကလည်းတစ်ခါကြတော့ဘဝအတွက်နေ့စဉ်နေထိုင်မှုအတွက်အမြဲတမ်းအသုံးဝင်တယ်ဒါကြောင့်ဒီနေ့အငင်းပွားရင်ဆုံးရှုံးမှုနဲ့သာရင်ဆိုင်ရပြီဆိုတဲ့သင်္ကန်းစာပေးတဲ့ဇလံလေးတစ်ခုကိုဟောရအောင်ဒီဇလံကတော့ရိုးပါတယ်လူတွေကြားဘူးနေတဲ့ဇလံပါအငင်းပွားတာကိုပါဠိလိုဝိဝါဒလို့ခေါ်တယ်ဝါဒဆိုတဲ့တဲ့လုံးကဗမာစကားလို့ဖြစ်နေပါဘာဝါဒညာဝါဒနဲ့ဝါဒဆိုတာပြောဆိုစရာအပြောအဆိုလူတွေဘာတွေပြောနေကြတယ်ဘာအကြောင်းပြောတယ်ဘာဝါဒရှိတယ်လဲဆိုတာဝါဒဆိုတာ policy ပဲပြောချင်တဲ့အချက်လက်တွေဒီမိုကရေစီဝါဒဆိုတာပြောကြတယ်လေ socialist ဝါဒပြောဆိုစရာတွေသူတို့ရဲ့
policy တွေကိုပြောတာပဲဒါဗုဒ္ဓဝါဒအဲ့ဒီမှာဝါဒဆိုတာတွေကအမျိုးမျိုးရှိသည့်အတွက်ကြောင့်ရှေ့ကဝိဆိုတာလေးထည့်လိုက်တဲ့အခါဝိဝါဒအဲ့ဒီစကားလုံးကြတော့ဘာဖြစ်တော့ဝိဆိုတာမတူတဲ့ဝါဒပြောဆိုမှုအယူဝါဒကွဲပြားမှုလို့ဆိုလို့အဲ့တော့ဝိဝါဒဆိုတာကလူလောကမှာဖြစ်နေတယ်ဝိဝါဒနဲ့ပတ်သက်လာတဲ့အခါကျရင်လူတွေကအချင်းများကြတယ်အချင်းများတော့ပဲရောက်တော့တရားယုံရောက်ကြတယ်ညင်ကြတယ်ခုံကြတယ်သူဟာမှန်ငါဟာမှန်လောကမှာအငြင်းပွားမှုဆိုတာအမျိုးစုံရှိတယ်နောက်ပိုင်းကျတော့ဘာတွေဖြစ်လဲပိုင်ဆိုင်မှုအငြင်းပွားတယ်မြေအငြင်းပွားမှုပိုင်ဆိုင်မှုအငြင်းပွားမှုအငြင်းပွားတာတွေအများကြီးဖြစ်လာတယ်နောက်ပိုင်းဟိုတယောက်ကသူ့ပိုင်နဲ့ပြောတယ်ဒီတယောက်ကလည်းသူ့ပိုင်နဲ့ပြောတယ်တယောက်နဲ့တယောက်ဟာကိုယ်ပိုင်နဲ့ကြီးပဲပြောနေကြတယ်အဲ့ဒီတယောက်နဲ့တယောက်ဒီလိုပြောဆိုမှုတွေဟာကွဲပြားခြားနားပြီးအငြင်းပွားလာလို့ရှိရင်တယောက်စလုံးဒုက္ခရောက်မယ်ဒီသင်္ကန်းစာပေးတာတယောက်စလုံးအရှုံးမယ်ဟုတ်တယ်လေတရားလူတရားခံဆိုတရားရုံရောက်ရင်နှစ်ဖက်စလုံးကပေးရတာပဲပတ်စံကုန်ပြီသားမှတ်ပြီဒါဆုံးရှုံးမှုပဲလေဟိုလူလည်းကုန်ပြီသားမှတ်ဒီလူလည်းကုန်ပြီသားမှတ်သို့သောလူတွေကမာနတွေတို့ဒေါသတွေတို့အဲ့ဒါတွေကိုမကြော်လွန်နိုင်လို့အငင်းခုန်လုပ်နေကြတာငင်းခုန်တဲ့ငင်းခုန်တာဟာယင်ထဲမှာဘာတွေရှိလို့ငင်းခုန်တာတော့ဆိုတာရသော်ဗျာဝိဝါဒမူလသုတ်တံမှာဟောတာရှိတယ်လူတွေအငင်းခုန်ဖြစ်နေတာချားမဟုတ်ဘူးတဲ့ရှင်တွေကဒေါသတွေရှိတယ်အညှိုးတေးတွေရှိတယ်ရှင်တွေကဒေါသရဲ့အညှိုးတေးရဲ့ပြီးတော့လူတွေဟာကျေးဇူးတရားကိုမသိတတ်လို့ကျေးဇူးကမ်းတာတွေတို့ဂုဏ်တုဂုဏ်ပြိုင်လှုပ်ချင်တာတွေတို့မနာလိုစိတ်တွေတို့ကိုယ်သာကြီးဝါခြင်းတဲ့စိတ်တွေတို့အိတ်တာမစ္စရိယအဲ့ဒီစိတ်တွေကြောင့်မလို့လောကကြီးကအငြင်းပွားနေတာအဓိကအငြင်းပွားအခြင်းအကြောင်းကအဲ့ဒီအကုသိုလ်တရားတွေဝိဝါဒမူလသုတ်တံမှာဝိဝါဒ6မျိုးဟောထားတာရှိတယ်ဝိဝါဒဖြစ်ခြင်းအကြောင်း6မျိုး6မျိုးဆိုတာအဲ့ဒီပြောတယ်ခုနမခံခြင်းစိတ်တွေတို့အညှိုးတေးတွေတို့နောက် jealousy တွေတို့ကိုယ်သာလုပ်ချင်တဲ့ selfishness တွေတို့အဲ့ဒါတွေကြောင့်မို့လို့လူတွေအငြင်းပွားနေကြတာအဲ့လိုအငြင်းပွားပြီဆိုလို့ရှိရင်အငြင်းပွားသူ2ယောက်စလုံးဒီအရှုံးနဲ့ပဲကြုံအောင်ဘယ်သူမှအမြတ်မရဘူးလို့ဆိုတယ်အဲ့ဒါကိုသင်္ကန်းစာပေးထားတာ2ယောက်စလုံးအရှုံးဘယ်သူရသွားတော့ဆိုဂျားလူတယောက်ကရသွားလက်တွေ့ကြကြပြောမယ်ဆိုလို့ရှိရင်အငြင်းပွားရင်ဘယ်ရောက်တရားရုံရောက်တော့ဘယ်သူတွေစားသွားကြဒါတော့ပြောစရာမလိုအောင်သိနေကြဘယ်သူတွေရသွားဘယ်သူတွေကြွယ်ဝသွားကြတော့ဘယ်သူတွေချမ်းသာသွားကြတော့ဒီလူတွေက2ယောက်စလုံးပေးလိုက်ရပြီလေဘယ်သူမှအမြတ်မရ2ယောက်စလုံးရှုံးတယ်အဲ့ဒီဟာကိုတရုပ်ပေါ်ထားတာပါဒီဇာလာဒါကိုမြတ်စွာဘုရားဒါဘုရားဟောတဲ့အတိုင်းပြောတာပါဟုတ်ဘူးနော်မြတ်စွာဘုရားဒီဇာလာမှာဒီကုန်းချုပ်လေးပါဟောတော့ဧဝမေဝမနုဿေသူဝိဝါဒောယထစာအတိလူလောကအတိုင်းဝိုင်းကြီးတွေမှာတဲ့တုံးတဲ့သူအချင်းများပြီဆိုလို့ရှိရင်ဓမ္မထံပฏิဝေဒန္တိဓမ္မထဆိုတာတရားသူကြီးစီပြေးကြရတယ်တဲ့တရားယုံကိုပြေးကြရတယ်ညင်ပွားပြီဆိုလို့ရှိရင်တရားယုံရောက်သွားကြပြီသူတို့ဆိုလို့တယ်ဓမ္မထံပฏิဒါဝန္တိဓမ္မထဆိုတဲ့တရားသူကြီးထံပြေးသွားကြတယ်သောဟိတေတံဝိနာယကောဘာလို့လဲဆိုသူကပဲဆုံးဖြတ်ပေးမှာအမှားမှန်ကိုသူကဆုံးဖြတ်ပေးမှာမဟုတ်သူစီပြေးကြရတယ်အဲ့ဒီပြေးတဲ့အခါကျတော့ဘာဖြစ်တော့ဆိုနော်တဏှာပိတထဇီယန္တိမဆန်ကုန်ကြပြီတဲ့အဲ့ကြိုင်တရားသူကြီးပေးရမယ်ရှေ့နေပေးရမယ်ရဲပေးရမယ်ပေးကြတယ်အများကြီးဖြစ်လာပေးဟိုပေးဒီပေးတရားလူကလည်းပေးတရားခံလည်းပေးအဲ့ဒါကြောင့်မြတ်စွာဘုရားတဏှာပိတထဇီယန္တိတဲ့အဲ့ရုံရောက်ပြီဆိုလို့ရှိရင်လည်းမဆန်ကုန်ပြီသာမှတ်ပြီတော့အခုခေတ်ပြောတာမဟုတ်ဘူးဒါမြတ်စွာဘုရားဟောခဲ့တာတကယ်တဏှာပိတထဇီယန္တိဘယ်ခေတ်ဖြစ်ဒီတိုင်းပဲခဏခေတ်မှုဒီလိုဖြစ်နေတယ်လို့မအောင်မေ့နေတယ်လူတွေရှိနေသမျှဒီအကျင့်တွေရှိမှာပဲเนาะအဲ့တော့တဏှာပိတထဇီယန္တိရာဇကောတောဘဝတ္တိဘယ်ရင်ကတော့ဝင်ငွေတွေကောင်းသွားပြီတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရတွေကဝင်ငွေရသွားပြီတရားရုံးကအခွန်တွေရလိုက်ပြီလို့ဆိုလို့အဲ့တော့တရားရင်ဆိုင်တဲ့လူ2ယောက်စလုံးကတော့ဘာလို့အရှုံးနဲ့ပဲရင်ဆိုင်တယ်အဲ့ဒါကိုပြောတာအငြင်းပွားရင်ဆုံးရှုံးမှုနဲ့သာရင်ဆိုင်ရမည်သို့တော့မရင်ဆိုင်ရဘူးလားဆိုရင်ဆိုင်တာပဲအမှုတွေကိုအများကြီးပဲနေစဉ်နဲ့များအမှုတွေရှော့ပေးကြလားဆိုပေးကြဘူး
ကုံမသာကုံရောတော့လူလောကအဲ့လိုဖြစ်နေတဲ့အကြောင်းကိုမြတ်စွာဘုရားသင်္ကန်းစာပေးတဲ့အနေနဲ့ဟောတာပါဒီတော့ဒီတရားတော့ဒီစိတ်ရဲ့နာမည်ကတော့ဓဗ္ဗပုပ္ပစာတကဓဗ္ဗပုပ္ပဆိုဝေမြေခွေးတဲ့ကောင်ရဲ့နာမည်ဓဗ္ဗပုပ္ပဆိုသူ့အယောင်ကိုကြည့်ပြီးတော့ဟောတာနော်အဲ့တော့ဒီဇာလမ်းမှာအတိတ်ဇာလမ်းကိုပြောမယ်ဆိုရင်ရှေးတုန်းကမြေကမ်းခြေတစ်ခုမှာဖះလောင်းကမြတ်စွာဘုရားကသူကိုယ်တိုင်မြေကမ်းခြေကတစ်ပင်တစ်ပင်မှာယုတ်ကဆိုးဖြစ်ခဲ့တယ်တဲ့အဲ့တော့သူကိုယ်တိုင်ယုတ်ကဆိုးအဲ့တော့အဲ့ဒီတောအုပ်ထဲမှာမြေခွေးပူနဲ့မြေခွေးမမြေခွေးဒီနဲ့မြေခွေးမသူတို့နှစ်ကောင်ရှိကြတယ်အဲ့မြေကမ်းခြေတနေရာမှာသူကနေတယ်မြေကမ်းခြေမှာလဲပြီးတော့ကျက်စားတယ်အဲ့မြေခွေးနှစ်ကောင်မှာဒီနေ့ကျတော့မြေခွေးမကမြေခွေးဒီကိုပြောတယ်တဲ့သူငချင်းသားစားခြင်းတယ်ပေါ့သူတို့လည်းကမ်းခြေမှာနေတယ်ဆိုတော့ငါးသားခဏခဏစားပုံရတယ်ငါ့ကိုခြေတွေကငါးဆိုတာလည်းတစ်ခါတလေရေတွေကနေခုံပြီးကုန်းပေါ်ရောက်ချင်ရောက်လာတာလေအဲ့တော့ကမ်းဆက်မှာသူတို့ကငါးသားခဏခဏစားတော့အဲ့တော့ငချင်းသားကိုစားခြင်းတယ်လို့ပြောတော့မြေခွေးဘုကကဲအေးစစ်စစ်နေငါရအောင်ရှာခဲ့မယ်ဆိုပြီးတော့မြေကမ်းခြေကိုလှည့်ပြီးတော့သွားတယ်မြေကမ်းခြေကိုသွားတယ်တဲ့အဲ့ဒီမြေကမ်းခြေရောက်တဲ့အခါကျတော့သူဘာတွေ့တော့ဆိုတဲ့တောင်ပြေပေါ်မှာဖြန်းတစ်ကောင်သွားတွေ့တယ်ဖြန်းတစ်ကောင်သွားတွေ့တယ်အဲ့တော့ဖြန်းတစ်ကောင်ကရေနဲ့ထဲမှာကျက်စားပြီးတော့ဖြန်းတစ်ကောင်ကတော့ကမ်းခြေမှာကျက်စားတယ်ရေနဲ့ထဲကျက်စားတဲ့ဖြန်းကိုဂမ်ဘီရစာရီလို့ခေါ်တယ်ကမ်းခြေမှာကျက်စားတဲ့ဖြန်းကိုတော့အနုတီရစာရီလို့ဒီလိုနာမည်ပေးတယ်အဲ့တော့ဒီနေ့ကျတော့ရေနဲ့ထဲမှာကျက်စားတဲ့ဖြန်းတစ်ကောင်ကရှည်ထဲမှာထိုးဆင်လိုက်တဲ့အခါငချင်းကြီးတစ်ကောင်ကိုကိုက်ပြီးသွားရတော့ငချင်းကြီးကကြီးတဲ့အခါကျတော့သူတစ်ကောင်လည်းမနိုင်ဘူးငချင်းကရေနဲ့ထဲကိုဆွဲသွားတဲ့အခါကျတော့ဖြန်းကမနိုင်ဘူးမနိုင်တော့သူ့ငချင်းကိုလှမ်းခေါ်တာဝိုင်းကူအောင်လို့လှမ်းခေါ်တာဝိုင်းကူအောင်ငါကြီးကကြီးတယ်ပေါ့အတယောက်တည်းမရဘူးဝိုင်းကူသားမလို့ခေါ်လိုက်တဲ့အခါကျတော့သူကသွားပြီးတော့ကူလာပေါ့နော်ဝိုင်းပြီးတော့နှစ်ကောင်ဝိုင်းပြီးတော့ဆွဲလိုက်တဲ့အခါကျတော့ဖြန်ရလာဖြန်ကအဲ့ဒီငါးကြီးကိုပြီးလာခဲ့ပြီးတော့တက်တောင်မြေပေါ်ရောက်လာဖမ်းလာကြတယ်သူနှစ်ကောင်ဝိုင်းပြီးတော့ဖမ်းတော့ပြီးလာအဲ့လိုပြီးလာတဲ့အခါကျတော့ကဲတို့နှစ်ကောင်ခွဲဝေကြမယ်ငချင်းကြီးတစ်ကောင်ခွဲကြမယ်လို့ဆိုအချင်းများပြီအဲ့ကြတော့သူကခေါင်းပိုင်းလိုချင်တယ်သူကအပြီးပိုင်းလိုချင်တယ်ခေါင်းပိုင်းနဲ့အကောင်းဆုံးနေရာကိုလို့ရွေးကြပြီပေါ့လေဟိုကလည်းငါအရင်တွေ့တာဒီကလည်းမင်းငါကူလို့ရတာပရမတ်တွေ့တဲ့ကောင်လည်းငါအရင်တွေ့တာငါအရင်ဖမ်းတာအဲ့တော့ငါအကောင်းတဲ့အပိုင်းကိုရသင့်တယ်ဟိုကလည်းမင်းငါမကူလို့ရှိရင်ရမလားငါကူလို့ရတာမင်းနဲ့ငါတူတူလုံးရတာပဲလောကလူတွေကလေလောဘကိုအကြောင်းပြုလာလို့ရှိရင်အဲ့လိုပြောလေးရှိကြတယ်ကိုရဖို့ခွင့်ရတော့တပြားသားမှမလျှော့ချင်ကြဘူးနော်မလျှော့ဘူးဘောလဲငချင်းမှာအကောင်းဆုံးအစီရှိတဲ့နေရာကိုလိုချင်တယ်ခေါင်းကိုတော့သူမှမလိုချင်ဘူးရုံများတယ်ပေါ့အဲ့ဒီလိုအချင်းများနေကြတာခေါင်းပိုင်းမိပိုင်းခွဲဝေဖို့ခက်နေတယ်ငချင်းနာကိုထိုင်ပြီးတော့ဖြန်းတဲ့ကောင်ကအဲ့လိုအချင်းများနေတဲ့ခါမှာခုနကငချင်းသားရှာရင်ကမ်းခြေကိုရှောက်လာတယ်မြေခွေးနဲ့သွားတွေ့တယ်ရေခွေးနဲ့သွားတွေ့တော့ဖြန်းတဲ့ကောင်ကပြောတယ်တဲ့ဒီငချင်းကျွန်တော်တို့ပြီးထားတယ်တယောက်နဲ့တယောက်အဝေးမတည့်ဘူးအချင်းများနေတယ်အဲ့ဒါဆုံးဖြတ်ပေးသမှာဂမ်ဘီရစာရိဆိုရေနဲ့မှကျက်စားတဲ့ဖြန်းကဒါသူပထမဆုံးသူတွေးတာသူတွေးလို့သူဖမ်းမိတာအဲ့ဒါကြောင့်မို့သူအကောင်းရတဲ့နေပေါ့ဟိုနောက်မှကူတဲ့အနုတီရစာရိဆိုရရေနဲ့ကျက်စားတဲ့ဖြန်းကလည်းသူမကူရင်ဒီငါလွတ်သွားတော့မှာပဲသူကူလို့ရတာ
သူလည်းအကောင်းရတဲ့တယ်ပြောပြီးတော့သူကဘာပြောတော့ဆိုဝိဝါဒောနောသမုပ္ပန်နောတပ္ပပုပ္ပသူနောဟိမိပြေခွေးကိုကျွန်တော်တို့ပြောတာကိုနားထောင်ပါကျွန်တော်တို့နှစ်ယောက်အဝေးမတည့်ဘူးချင်းများနေတယ်တဲ့သမေဟိမေရကံသမ္မာဝိဝါဒောဥပတ္တမတကျွန်တော်တို့နှစ်ယောက်အချင်းများနေတာကိုဖြည့်ရှင်းပေးပါတယောက်နဲ့တယောက်အဝေးမတည့်တာကိုဖြည့်ရှင်းပေးပါလို့မြေခွေးကိုသွားပြီးတော့သူတို့ကအာကိုတကြီးပြောလိုက်တဲ့အခါမြေခွေးကဘာပြောတော့ဆိုဓမ္မထောဟံပုရိအာသိငါကအရင်တော့တရားရုံးမှာလှုပ်ခဲ့တယ်တဲ့တရားသူကြီးဖြစ်ခဲ့ဘူးတဲ့ပေါ့ငါတရားသဖြင့်ဖြည့်ရှင်းပေးနိုင်တယ်ဓမ္မထောဟံပုရိအာသိအရင်တော့ငါတရားသူကြီးလုပ်ခဲ့တာဘဟုအတ္တမေတိရိငါတရားတစ်ပေါင်းတွေအငင်းပွားမှုတွေငါအများကြီးဆုံးဖြတ်ခဲ့တယ်ကြွားလုံးထုတ်ပြီးတော့သမေမိမေရကံတမ္မာဝိဝါဒောဥပတ္တမတမင်းတို့အကျဉ်းမွားမှုကိုငါမျှမျှတတငါဆုံးဖြတ်ပေးတယ်ငါဒီတရားဆုံးဖြတ်တဲ့နေရာမှာငါကျွမ်းကျင်တယ်ပေါ့ရင်တော့ငါတရားသူကြီးဟောင်းပေါ့လုပ်ပေးနိုင်တယ်အဲ့လိုပြောအဲ့လိုပြောပြီးတော့သူစီကအဆုံးဖြတ်တောင်းတဲ့ကသူကဘာပြောတော့ဆိုအနုတိရစာရိနင်္ဂုဋ္ဌံတိတံကမိရစာရိနောငါဆုံးဖြတ်ပေးမယ်တဲ့မင်းတို့နားထောင်တယ်ဒီရင်တဲ့ပိုင်းချက်စားတဲ့ဖြန်းကမင်းကအပြီးပိုင်းကိုယူတဲ့တိတံကမိရစာရိနောခေါင်းပိုင်းကိုတော့ရှင်တဲ့ချက်စားတဲ့မင်းကယူတဲ့ခေါင်းနဲ့ငါခေါင်းနဲ့ရေနဲ့ကိုကူးသွားတော့အဲဒါကြောင့်မို့ခေါင်းပိုင်းကမင်းနဲ့တော်ဟိုကောင်ကအပြီးကိုဝိုင်းဆွဲရတာဖြစ်တော့မင်းအပြီးပိုင်းယူတဲ့အစ္ဆာယံမစ္စည်းမောခန္တောဓမ္မထသဝိသတိကျန်တဲ့အလယ်ပိုင်းကတော့တရားသူကြီးဖြစ်တဲ့ငါအတွက်ပဲအဲ့ဒါတရားသူကြီးဆုံးဖြတ်လိုက်တာဒီကိုယ်တရားသူကြီးဆုံးဖြတ်တယ်နော်မင်းကအပြီးပိုင်းယူမင်းကတော့အနဲ့ခေါင်းပိုင်းယူအလယ်ပိုင်းဆိုတာအကောင်းပဲအသားတွေကြီးပဲလေခေါင်းဆိုတော့လည်းအယုံများတယ်ဘာမှစားကြမရှိဘူးအပြီးဆိုတာလည်းစားကြမှာမရှိတာအဲ့တော့အလယ်သားကိုသူယူမယ်ဆိုပြီးတော့ငါးကိုကိုက်ဖြတ်ပြီးသုံးပုံပုံပြီးတော့အဲ့လိုတရားဆုံးဖြတ်ပေးလိုက်တယ်အဲ့လိုတရားဆုံးဖြတ်ပေးလိုက်တဲ့အခါတရားဆုံးဖြတ်ပြီးအလယ်ပိုင်းအကောင်းသားကိုသူကယူပြီးတော့သွားပါလေရောအဲ့ဒီတော့ဖြတ်တဲ့ကောင်ကကောင်းရတဲ့ဖြန်းအပြီးရတဲ့ဖြန်းကောင်းရတဲ့ဖြန်းကလည်းပဲခေါင်းကိုမစားနိုင်ဘူးသူကလည်းအလယ်ပိုင်းလိုချင်တာအပြီးရတဲ့ဖြန်းကလည်းပဲသူကအလယ်ပိုင်းလိုချင်တာနှုတ်စလုံးကမကောင်းတာကိုရလိုက်အကယ်၍သာသူတို့မျှမျှတတခွဲဝေကြမယ်ဆိုလို့ရှိရင်ဒါတော်တော်ကြောင်စားရငါးကကြီးတော့တော်တော်ကြောင်စားပဲတစ်နက်တည်းမကဘူးနှစ်နက်သုံးနက်စားပဲအဲ့ဒီကြတော့မှသူတို့ကရေခွေးကိုတရားသူကြီးလှုပ်ပြီးတော့ဆုံးဖြတ်ပေးသွားတော့ဘာမှမတတ်နိုင်ဘူးကအလဲသားကြိုက်ပြီးခြီးပြီးပြန်သွားပြီသူတို့နှစ်ကောင်အဲ့ဒီအမီးနဲ့ကောင်ကြည့်ပြီးတော့အဲ့ဒီကြတော့မှညီးတွားကြတယ်တဲ့စိရံပိဘခောအဘဝိဒသစေနဝိဝဒေမတိငါတို့ဟာညီညာညာနဲ့နေအောင်စလုံးကောင်းလဲစားအမီးလဲစားအလဲသားလဲခွဲဝေပြီးတော့ညီတူညီမျှစားမယ်ဆိုရင်တို့အကြာကြီးစားနိုင်တယ်တရားစားနေရစားတော့တို့ရတယ်အခုကြတော့မှငါတို့ကအသားများတဲ့ခေါင်းမပါအမီးမပါတဲ့အလဲပိုင်းကိုတော့မြေခွေးကယူသွားလေရဲ့ဆိုပြီးအဲ့ကြတော့မှသူတို့ဟာညီးတွားပြီးတော့ကြမ်းမိုင်းနေကြတယ်ကြမ်းမိုင်းကြတယ်အဲ့ဒီဇာလန်တွေကတော့950ထဲမှာဆက်400မြောက်ဆက်မှာပေါ်ပြထားတာဖြစ်တယ်နော်အဲ့တော့မြေခွေးကအလဲသားကိုခြီးပြီးတော့သူ့ရဲ့မြေခွေးမှရှိတဲ့စီကိုသွားလိုက်အဲ့လိုသွားတဲ့ဟာကိုယထာပိရာဇနန္ဒေယရစ္ဆလတ္တနာခတ္တိယောဧဝဟပိစ္ဆနန္ဒာပိဒိဋ္ဌဝပုံနာမုခံပတိမြေခွေးမကသူပြန်လာတာမြင်ရတဲ့အခါပြုံးလို့ရွှင်လို့ကြည့်ပြီးတော့အောင်ပွဲရလာတဲ့
မင်းဆိုရတာလို့ပဲဒီကနေ့ကြည့်ရတာခွေးကတော့ပြုံးတတ်တယ်သိကြတယ်ဟုတ်တယ်ခွေးပြုံးတာသူမြင်သွားတာပေါ့နော်ငကျင်းသားကိုကြိုက်ပြီးတော့လာတော့အောင်ပွဲရလာတဲ့မင်းဟာပြုံးရွှင်လာတယ်လို့ပဲဒီကနေ့ကြည့်ရတာပြုံးရွှင်ရွှင်နဲ့ရှိလိုက်တာလို့ပြောတော့ကထာနုထလဇောတန်တော်ဥရကေမစ္ဆံပရမတိပုထောမိတမ္မအခါဟိကထာအဓိကတတရားကုန်းပေါ်မှာကျက်စားတဲ့မြေခွေးတစ်ကောင်အနေနဲ့ရှည်ထဲမှာရှိတဲ့ငချင်းသားကိုဘယ်လိုလုပ်ရအောင်ယူခဲ့တယ်လဲမြေခွေးမပေးတဲ့အခါမှာသူကဘယ်လိုရတယ်ဆိုတာကိုပြောပြတယ်ဝိဝါဒေနခိတဟွန်တိဝိဝါဒေနတနခယစီနာဥဒ္ဒဝိဝါဒေနဘုံစမာယာဝိရောဟိတံမြေခွေးကဒီနေရာမှာတော့သူကအောင်းတိုင်းသူအနေနဲ့သူကဘာပြောလို့ဆိုလောကသရဝါတွေဟာတဲ့တူနဲ့တူအငင်းပွားနေကြလို့သူတို့ကဒုက္ခရောက်နေကြတာအငင်းပွားနေလို့လည်းပဲပတ်စံတွေကုန်နေကြတာကိုယ်ကြေးတနာတွေကုန်ဆုံးနေကြတာစီနာဥဒ္ဒဝိဝါဒေဖြတ်နှကောင်ဟာညင်းနေတာနဲ့သူတို့ငါးဆုံးရှုံးသွားတယ်ပေါ့ပုံစမာယာဝိရောဟိတံရေခွေးမရဲ့နာမည်ကမာယာဝိကဲမင်းကြိုက်တဲ့လောက်စားစားဆိုပြီးတော့ငကျင်းသားကိုချပြီးတော့ပေးလိုက်တယ်လောကရဲ့သဘာဝကိုပေါ်လွင်ထင်ရှားအောင်ဟောတဲ့ဒီဇာလမ်းပဲဖြစ်တယ်ပေါ်လွင်ထင်ရှားအောင်ဟောအဲ့တော့လောကလူတွေဟာဒီတိုင်းပဲတုံးနဲ့တူဝေမတဲ့လို့တုံးနဲ့တူအငင်းပွားပြီဆိုလို့ရှိရင်ဈာလူတယောက်ကလာပြီးတော့အမျက်ထုတ်သွားလိမ့်ရှိတယ်သို့မဟုတ်အငင်းပွားမှုကိုအကြောင်းပြုပြီးတရားရုံရောက်တော့ဈာလူတွေကစားရအဲ့လိုနဲ့တရားလူတရားခံနှစ်ယောက်စလုံးမှာအငင်းပွားမှုကိုအကြောင်းပြုပြီးပါအကျိုးအမြတ်မှမရဘဲနဲ့အရှုံးနဲ့သာရင်ဆိုင်ရတယ်ဆိုတဲ့ဒီဇလန်ကိုဖော်ကျူထားတာဖြစ်တော့ရသော်ဗျာကဒီဇလန်လေးကိုဖော်ကြပြီးတော့မှတ်ချက်ပေးတဲ့အနေနဲ့ဩဝါဒပေးတာတော့ခုနဧဝမေဝမနုဿေသူဝိဝါဒောယထဆာယတိလူလောကမှာလည်းပဲဒီတိုင်းပဲတဲ့ဘယ်နေရာမှာပဲအငင်းပွားဘယ်သူတွေပဲအငင်းပွားအငင်းပွားပြီဆိုလို့ရှိရင်တရားယုံကိုသွားကြရတယ်တရားယုံရောက်လို့ရှိရင်တော့တဏှာပိတ္ထဇီယန္တိဝိចេတနာတွေကုန်ကြပြီသားမှတ်ပြီးတော့ရာဇကောသောဘဝတ္တိမင်းရဲ့ဖန္တာကတော့တိုးတက်သွားပြီဝင်ငွေကောင်းသွားပြီတရားယုံတွေကိုကြောင်းပြီးအဲ့လိုမြတ်စွာဘုရားကဒီဇလန်းကိုခေါ်တာဖြစ်တယ်အဲ့ဇလန်းထဲမှာမြေခွေးဟာအဲ့ဒါမှလဲတယ်ပေါ့သူကအဲ့ဒါမှလဲတယ်အဲ့ဒါမှလဲတဲ့မြေခွေးဟာဒီဘဝမှာယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ဟောတာဖြစ်လို့အဲ့ဒီယဟန်ရဲ့ဘွဲကဥပနန္ဒတဲ့တာယုမင်းသားယဟန်တစ်ပါးပဲသူကလည်းအလွန်လဲတယ်ရလို့တဲ့မျက်စိရှိတယ်ပေါ့သူ့ကိုအကြောင်းပြုပြီးတော့ဒီဇလန်လေးကိုဟောတာမြတ်စွာဘုရားအဲ့ဘဝမှာဒီဇလန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဘဝလူလေလုံးတဲ့လူတွေကဟိုဘဝလည်းလူလေလုံးခဲ့တာတွေများတယ်အဲ့တော့ဗမာစကားမှာတော့ပြောကြတယ်ဒီကောင်ကဖြန်ကြတယ်နဲ့အခုကဖြန်ကအသွားတာပေါ့ရေခွေးလောက်မလဲဘူးလို့ပြောရမှာပဲဖြစ်တယ်စကားပုံတော်ပြောင်းရမလို့ဖြစ်တယ်ဖြန်ကြတယ်စကားလုံးကဖြန်ကြရင်တော့အရှုံးနဲ့ပဲကြုံရမှာအခုကရေခွေးကစားသွားတာလေဖြန်ကရှုံးသွားတာလေအဲ့တော့အဲ့ဒီတော့ကမြေခွေးဟာတဲ့အခုဥပဒနာဆိုတဲ့ယဟန်ဖြစ်လာတယ်ဖြန်တဲ့ကောင်ကတော့အခုဒီဘဝမှာအသက်အရွယ်ကြီးမှယဟန်ဝလာတဲ့ဥစဉ်ကြီးနှစ်ပါးဖြစ်လာတယ်မြတ်စွာဘုရားဟောတယ်အဲ့ဒီတော့ကကိုရိတ်မြင်လိုက်ရတဲ့ရှုပ်ကစိုးနာကတော့ငါပဲငါကိုယ်တိုင်မြင်ခဲ့တယ်ပေါ့သူတို့အဖြစ်ဖြစ်တွေကိုအဲ့လိုဟောတာအဲ့တော့ရှင်ဥပနန္ဒဆိုတဲ့ကိုရောကဝိနည်းကျမ်းကနေမှလည်းပဲသူ့အကြောင်းတွေပါတယ်သူကဘုန်းကြီးတွေမှာဘုန်းကြီးလောဘပင်လယ်ဝါဆိုတာလို့ဖြစ်လောဘကြီးတဲ့ကိုရောတော့ဖြစ်တယ်အဲ့လိုသူကလောဘကြီးတာသူလောဘကြီးတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာသူလောဘကြီးကြောင်းကပထမထင်ရှားတယ်ဝါစုချိန်ရောက်လာပြီဆိုလို့ရှိရင်ဝါဆိုတဲ့ကျောင်းဆိုလို့ရှိရင်သူကပုံမှန်ကျောင်းဝါဆိုတဲ့ပုဂ္ဂိုလ်တွေကိုလှူလေတန်းလေးရှိကြတယ်အဲ့ဒီခက်က
ဒီเจ้าနေတဲ့ပုဂ္ဂိုလ်အတွက်ဆိုပြီးတည်တံ့လှူတာတွေရှိတယ်အဲ့တော့သူကဝါဆိုနေရောက်လာပြီဆိုလို့ရှိရင်တဲ့เจ้า2เจ้า3เจ้าကိုသူကပိုင်ဆိုင်ထားလိုက်တယ်ပိုင်ဆိုင်ထားပြီးတော့တစ်เจ้าကိုတော့ထီတို့ဖနက်တို့ထားလိုက်တယ်လူကိုယ်တိုင်မနေဘူးသူထီလေးဖနက်ကလေးထားလိုက်တယ်ဒါလည်းသူနေတာပေါ့နောက်တစ်เจ้าတော့တောင်ဝေးလေးထားတယ်နောက်တစ်เจ้าကျတော့ရေဘူးလေးသွားထားအဲ့သူထားတဲ့အเจ้าဟာဒါသူ့เจ้าပဲရှင်တော်ရတိုင်းကเจ้าနေရှိတာကိုအဲ့လိုထားသွားပြီးတော့သူကတနေရာမှနေတယ်ဝါကျွတ်လို့ဒီเจ้าမော်เจ้าနဲ့ပတ်သက်တဲ့အလှူဒန်းရပြီဆိုရင်တောင်ဝေးထားတဲ့เจ้าကလည်းသူ့ကို share ပေးရမယ်ရှေးဘူးထားတဲ့เจ้าကလည်းသူ့ကို share ပေးရမယ်ဖနက်ထိုးထီတို့ထားတဲ့เจ้าကလည်းသူ့ share ပေးရအဲ့ဒီရတဲ့ share ရသင်္ဟန်တပိတ်တွေကိုသူကစုပြီးတော့ယူသွားတာလောကကြီးတော့စုပြီးတော့ယူသွားတာရသော်ဗျာဒါကြောင့်ရဟန်းတွေကိုဟောတယ်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ရတာနဲ့ကျင့်နိုင်ရမယ်တော့ကမကြည့်ရဘူးရှိတာနဲ့ပဲကျင့်နိုင်ရမယ်အဲ့လိုခေါ်တယ်ဒါမကျင့်တဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့လိုလုပ်လို့ရှိတယ်သူကအဲ့လိုလုပ်ပြီးတော့ဝါကျွတ်ပြီဆိုရင်သင်္ကန်းတွေတပိတ်တွေပြိခရာတွေအများကြီးယူပြီးတော့သူကသွားလို့ရှိတယ်အဲသွားတော့သူ့မြင်တဲ့အခါကျတော့ဘုန်းကြီးလားတပိတ်တွေသင်္ကန်းတွေဘယ်ရလာတာတော့ဆိုတော့သူကအဲ့ဒီပုံစံနဲ့လုပ်တယ်အဲ့လိုလုပ်လို့ရှိတယ်နောက်အဲ့ဒီမှာသူအကြုံလုံးဆိုရင်ကျောင်းတစ်ကျောင်းသူရောက်သွားတယ်ရောက်သွားတဲ့အခါခုနဥစဉ်ကြီး2ပါးရှိတယ်အကြောင်းလှူထားတဲ့အဝေါကတစ်ထည်ကဖြင်ကြမ်းကြီးတစ်ထည်ကတော့ပိတ်ချောလေးလှူထားတယ်ဥစဉ်ကြီး2ပါးသလုံးကပိတ်ချောလေးပဲလှူချင်တာဖြင်ကြမ်းကြီးကိုမလှူချင်ဘူးသူရတိုက်တယ်ငါရတိုက်တယ်နဲ့အငင်းပွားကြတယ်အဲ့လိုအငင်းပွားလာတဲ့အခါမှာဥပဒန္တယဟန်ရောက်လာတော့သူတို့အငင်းပွားနေလို့ဒါလေးကိုဆုံးဖြတ်ပေးပါမို့ကောင်းတာနဲ့ဆိုးတာလေးသူတို့ရထားတာဖြင်ညာက2ထည်နဲ့ကပ္ပလ1ထည်နော်ဖြင်ညာက2ထည်ကပ္ပလ1ထည်ရတာအဲ့လိုရတာတော့သူ့ကိုဆုံးဖြတ်ပေးပါလို့တောင်းတဲ့အခါဥဒင်းကြီးတစ်ပါးကိုဖြင်ညာ1ထည်စီပေးလိုက်ပြီးတော့ဒီကပ္ပလကတော့ငါနဲ့ပဲတော့ပါတယ်ကိုတော်တို့အဲ့တော့ဖြင်ညာနဲ့ပဲကျေနပ်ကြတော့ငါတရားဆုံးဖြတ်ပေးတယ်ငါဝီနီးတို့ပုဂ္ဂိုလ်နဲ့ပဲတော်ပါတယ်ဆိုပြီးကပ္ပလကိုယူပြီးတော့သွားတယ်အဲ့ဒီဇာလံဒါတကယ်ဖြစ်ခဲ့တဲ့ဇာလံကနေပြီးတော့အတိတ်တုန်းကလည်းပဲဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားပြန်ပြီးတော့ဟောပြောတာအဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဝိဝါဒဆိုတဲ့တုံးတဲ့တူညင်းခုန်မှုအငင်းပွားမှုဟာကောင်းကျိုးမပေးတဲ့အကြောင်းရဟန်းတွေကိုအများအားဆုံးပါတယ်ဝိဝါဒံပယတော်ဒိဋ္ဌဝါအဝိဝါဒင်စခေမတော်ဝိဝါဒဆိုတဲ့အငင်းပွားမှုကိုဘေးရန်အနေကြီးတစ်ခုဖြစ်ရှုမြင်ကြရမယ်အဲ့တော့တယောက်နဲ့တယောက်အငင်းပွားပြီဆိုရင်ပတ်စံကုန်တော့မယ်ဆိုတာကိုဒါငါတို့အတွက်အနေကြီးတစ်ခုကျုံလာပြီလို့ဆိုပြီးတော့ပြေးနိုင်သမျှပြေးအောင်ကြိုးစားကြအောင်တရားရုံးမသွားဘဲနဲ့ကိုယ့်အကူညှိကြအောင်နော်အဲ့လိုမညှိဘူးဆိုလို့ရှိရင်တော့အရှုံးနဲ့ပဲရင်ဆိုင်အငင်းပွားပြီဆိုရင်ကိုယ့်အကူနှုံးတော့ပြေးရပြေးချောင်းအဲ့လိုလုပ်ရမှာဖြစ်တယ်လေဝိဝါဒံဘယတော်ဒိဋ္ဌဝါအငင်းပွားမှုကိုကြောက်စရာဘေးရအန္တရာယ်ကြီးတစ်ခုဖြစ်ရှုမြင်ပါတဲ့အဝိဝါဒင်္စခေမတော်အငင်းမပွားပဲနဲ့ညှိနှိုင်းပြီးပြေးလိုက်အောင်ဆောင်ရွက်ခြင်းကိုတော့တကယ်ကိုအန္တရာယ်ကင်းတဲ့အရာဖြစ်ရှုမြင်ကြသမက္ခသခိလာဟောတာဘယ်ကိစ္စမှာဖြစ်ဖြစ်ညီညာတဲ့စိတ်ဓာတ်ညီညွတ်တဲ့စိတ်ဓာတ်ပြည့်ဆက်ဆံပြီးတော့ပြောကြဆိုကြဖို့မိတ်ဆွေစိတ်ဓာတ်တွေမွေးဖို့ယဟန်တွေကိုကြိုးစားဖို့မြတ်စွာဘုရားဟောတယ်သမက္ခသခိလာဟောတာညီညွတ်ကြရာခသိမ်းမှာမိတ်ဆွေစိတ်ဓာတ်မွေးပြီးပြည့်နေထိုင်ကြဧတဗုဒ္ဓနုတ္တတတိဒါငါဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲလို့မြတ်စွာဘုရားအမြဲတမ်းတာကိုဟောလို့ရှိတယ်သို့တော်လည်းမြတ်စွာဘုရားဘလောက်ပဲဟောဝိဝါဒဆိုတာရှိနေတော့ပဲအငင်းပွားမှုတွေကရှိတာပဲဘယ်နေရာပဲဖြစ်အငင်းပွားမှုတွေကလူလောကမှာရပ်တန့်ပြီးတော့မသွားဘူးရပ်တန့်အောင်ဘယ်သူမှမလုပ်နိုင်ကြဘူးလူလောကလူတွေရှိနေသမျှအငင်းပွားမှုတွေရှိနေဥမှာပဲအငင်းပွားမှုတွေရှိနေသမျှဆုံးရှုံးမှုတွေနစ်နာမှုတွေနဲ့ကြုံနေကြရအောင်မှာပဲဆိုတာကိုမြတ်စွာဘုရားကဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဒီဓမ္မပုပ္ပဇတ်ကိုသင်္ကန်းစာအနေနဲ့ဟောကြားတာဖြစ်ပါတယ်အဲ့ဒီဇတ်ကိုဟောပြီးတဲ့အခါမြတ်စွာဘုရားအကြောင်းတရားနဲ့အကျိုးတရားကိုရှင်းလင်းပြတဲ့အတိုင်းလူတွေရထားတဲ့ဘဝခန္ဓာဆိုတာဒုက္ခသစ္စာကြီးပဲ
ရတာကဒုက္ခရတာသည့်အတွက်ကြောင့်ဘဝဆိုတာဒုက္ခပဲ။ဘာကြောင့်ဒုက္ခလို့ပြောတာတုံးဆိုဖြစ်မှုပြက်မှုတွေရဲ့နှိမ့်ဆက်မှုကိုခံနေရလို့နှိမ့်ဆက်တယ်ဆိုတာဖြစ်ပြီးရင်ပြက်နေတာကဒါကိုနှောက်ယှက်နေတဲ့သဘောကိုပြောတာနော်။ဘယ်ရာမှမခိုင်မြဲဘူးအလုံးဟာဖြစ်ပြီးရင်ပြက်သွားတာပဲ။လူတွေလည်းအလုံးဟာမွေးဖွားလာပြီးရင်သိဆုံးသွားကြရမှာဖြစ်တယ်။ပတ်စံတွေလည်းရပြီးရင်ကုန်ကြမှာပဲဖြစ်တယ်။အလုံးဟာဘယ်ရာမှဒီထာဝရဆိုတာမရှိဘူး။အဲ့ဒီထာဝရမရှိလို့မတည်မြဲတဲ့အရာကြီးဟာဒုက္ခလို့ပြောတာမတည်မြဲလို့ဒုက္ခလို့ပြောတာ။ဟိုလူတွေစားစရာမရှိလို့ဒုက္ခဝတ်စရာမရှိလို့ဒုက္ခနေမကောင်းလို့ဒုက္ခအဲ့ဒီဒုက္ခမျိုးပြောတာမဟုတ်ဘူးနော်။ဘဝဟာလုံးဝမတည်မြဲသည့်အတွက်ကြောင့်မတည်ငြိမ်တဲ့ဘဝကြီးဟာဒုက္ခပဲ။အဲ့ဒီဒုက္ခအဘာကြောင့်ရလဲဆိုရင်လူချင်းတဲ့တဏှာသမှုရိယကြောင့်ရတယ်။ဥပိ္ပနာအပုတ္တိအဲ့ဒီဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်းတဏှာနှမျိုးလုံးမဖြစ်တော့တဲ့နေရာဟာနိဗ္ဗာန်ပဲဖြစ်တယ်။အဲ့ဒီမဖြစ်ခြင်းရဲ့အကြောင်းမဂ္ဂင်၈ပါးအကျင့်တရားကတော့ဒုက္ခချုပ်ငြိမ်းဖို့အတွက်ဒုက္ခချုပ်ရာနိဗ္ဗာန်ကိုရောက်ကြောင်းအကျင့်ပဲဖြစ်တယ်လို့အကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတော့ဗျာဒီလိုလောကမှာကြုံတွေ့ရတဲ့ပြဿနာတွေဟာဘဝမှာကြုံတွေ့ရမှာပဲကြုံတွေ့နေရတာဒါဒုက္ခတွေပဲအဲ့ဒုက္ခတွေဟာလက်သေးရှာလိုက်လို့ရှိရင်တဏှာဆိုတာပြောမယ်ဆိုရင်တော့ကိလေသာနဲ့ကံအကုန်ပေါင်းပြီးတော့ပြောလို့ရတယ်ဒါမို့ပရိစ္ဆေသမုပ္ပါဒ်တစ်ခုလုံးကိုဒုက္ခသမုဒယလို့ခေါ်တာပရိစ္ဆေသမုပ္ပါဒ်မှာပါတဲ့အကြောင်းတရားတွေမှန်သမျှအကုန်ဒုက္ခသမုဒယတွေကြီးပဲအဲ့ဒါတွေကြောင့်ဖြစ်လာပြီးဘဝဆိုတာရနေရင်ပြဿနာတွေကြုံနေဥမှာတနည်းစကားလုံးနဲ့ပြောမယ်ဆိုရင်ပြဿနာဖြစ်ခြင်းအကြောင်းရဲ့ပြဿနာပြေငြိမ်းခြင်းရဲ့ပြဿနာပြေငြိမ်းတဲ့နိလန်းရဲ့ဒါသစ္စာလေးပါပဲလေဘဝပြဿနာတဏှာကပြဿနာဖြစ်ခြင်းအကြောင်းပြဿနာပြေငြိမ်းတာနိဗ္ဗာန်နဲ့တူတယ်ပြဿနာပြေငြိမ်းတဲ့ဖြေရှင်းချက်ကမဂ္ဂသစ္စာနဲ့တူတယ်ဘယ်နေရာပဲဖြစ်ဖြစ်ဒီတိုင်းပဲနော် problem the cause of problem cessations of problem the way leading to cessations of problem ဒီသစ္စာလေးပါးဟာလောကကြီးထဲမှာရှိနေသေးတယ်ဗျဒီတိုင်းပဲအမှန်ရှိတယ်အဲ့တော့ဒီသစ္စာလေးပါးတရားကိုနောက်ဆုံးအနေနဲ့မြတ်စွာဘုရားကရှင်းပြပြီးတော့ဘဝတစ်ခုမှာဒီပြဿနာတွေမငြိမ်းသေးသမျှဘဝရှိနေသမျှပြဿနာတွေမငြိမ်းဘူးဘဝမရှိတော့မှပြဿနာငြိမ်းမှာဖြစ်တယ်အဲ့ဒီငြိမ်းဖို့အတွက်သူကသူတော့ငြိမ်းမှာမဟုတ်ဘူးငြိမ်းတဲ့နိလန်းရှိတယ်အဲ့ဒီနိလန်းတိုင်းလောက်ကြလို့ခေါ်ကြလို့ရင်ပဲဖြစ်တယ်နော်သစ္စာလေးပါးမှာပြောမယ်ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုအကျင့်ဘာကိုဖယ်ရမှာတော့ဆိုတဏှာကိုဖယ်တဏှာကိုခေါင်းတက်ပြောပြီးမဲ့ကိလေသာတွေကံတွေအလုံးကိုဖယ်လိုက်တော့မှនិရောဓဆိုတဲ့လုံးဝချုပ်ငြိမ်းတဲ့တန်တိဒုက္ခနိဗ္ဗာန်ကိုရမှာဖြစ်တယ်ဒါဒီဝေးကိုဖော်ပြဒီလမ်းကြောင်းကိုဖော်ပြတာမြတ်စွာဘုရားအဲ့လိုသစ္စာလေးပါးနဲ့အဆုံးသတ်ပြီးတော့လူလောကရဲ့အငြင်းပွားတဲ့ပုဂ္ဂိုလ်တွေအငြင်းပွားရင်ဒီလိုဆုံးရှုံးမှုတွေနဲ့သာရင်ဆိုင်နေတယ်ဆိုတဲ့ဘဝသင်္ကန်းစာပေးပြီးတော့မြတ်စွာဘုရားဟောကြားရှင်းလင်းပြတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေအကြောင်းနဲ့အကျိုးညှိနှိုင်းပြီးတော့ဟောကြားတာဖြစ်လို့ပြီးတော့ဘဝမှာသင်္ကန်းစာယူပြီးတော့ဘဝမှာပြဿနာကိုဖြေရှင်းတဲ့အနေနဲ့မှန်ကန်တဲ့အမြင်တွေရှိပြီးမှန်ကန်တဲ့လုံလဝိရိယနဲ့ကြိုးစားအထောက်ပံ့တာလေဖြည့်ရှင်းမှုကိုရနိုင်တယ်ဆိုတာကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှင်းသက်ချင်ရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ရင်ခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျိုးသေးလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဝဝတ္ထုအစုစုတို့ဖြင့်
ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစဖြင့်ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာသမျှအမြအမြအမြဒီရောမြပါဘုရောအာလု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 ံးကြာကြာသမျှအမြအမြအမြဒီရောမြပါဘုရော